Hollywood ကနာမကျော်တွေဟာဖန်သားပြင်ပေါ်မှာတော့လူတိုင်းချစ်ခင်ရတဲ့သူတွေအဖြစ်နေထိုင်ပြလေရှိကြပါတယ်။ဒါပေမဲ့အဲ့ဒီလိုသဘောကောင်းလာပါတယ်ဆိုတဲ့ပုံရိပ်တွေဟာတကယ်လက်တွေ့မှာတော့မတူညီတဲ့တစ်ဖက်ချမ်းတွေရှိနေတတ်တာပါ။အတားနဲ့ပြိုင်ဆိုင်မှုတွေပြည့်နှက်နေတဲ့ဒီလုပ်ငန်းခွင်မှာထိတ်ဆုံးကိုရောက်ဖို့ဆိုတာတကယ်တမ်းမှာတော့လူတိုင်းအပေါ်အမြဲတမ်းကြည်နာတတ်ဖို့ဆိုတာမလွယ်ကူလှပါဘူး။နာမည်ကြီးမင်းသားဂျွန်စီနာကိုကဖေးတစ်ခုမှာပရိသတ်တယောက်ကလာရောက်နောက်ဆက်တဲ့အခါသူဟာပထမဆုံးအကြိမ်အဖြစ်ဒေါသထွက်ခဲ့ရတာကိုတွေ့ရပါတယ်။ဒါကိုလူအများကသူ့ဘက်ကမှန်တယ်လို့ယူဆခဲ့ကြပေမယ့်အဆိုတော်ချစ်ပဲရူအန်ရဲ့ကိစ္စမှာတော့အခြေအနေကမတူခဲ့ပါဘူး။ဘရာဇီးနိုင်ငံကဟိုတယ်တစ်ခုမှာသူ့ရဲ့လုံခြုံရေးဝန်ထမ်းကခရီးတယောက်နဲ့မိသားစုကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံခဲ့တာကြောင့်သူဟာဝေဖန်မှုတွေကိုအကြီးအကျယ်ခံခဲ့ရပါတယ်။လူတိုင်းကအမျိုးသားယတနာလို့တင်စားခဲ့ကြတဲ့ပီဒရိုဘတ်စကတ်တော့မှအခုဆိုရင်သူ့ရဲ့အပြုအမူတွေအတွက်စောင့်ကြည့်ခံနေရပါတယ်။လူမြင်ကွင်းမှာတစ်ဖက်လူကိုမလိုအပ်ပဲထိတွေးဆက်ဆံတာတွေနဲ့သူ့ရဲ့နိုင်ငံရေးအမြင်တွေကြောင့်ပရိသတ်တွေကသူ့ကိုစိတ်ပြတ်လာခဲ့ကြတာပါ။အထူးသဖြင့်သူ့မိသားစုရဲ့အတိတ်ကအဖြစ်အပျက်တွေဟာလူတွေထင်တာသလိုမဟုတ်ပဲပိုပြီးနှက်နေတဲ့လှုပ်ရှားချက်တွေရှိနေတာကိုတွေ့ရှိလာကြပါတယ်။ဗန်သမီရေချယ်ဇီဂလာဆိုရင်လည်း Snow White ရုပ်ရှင်အသစ်မှာပါဝင်ခဲ့ပေမဲ့မူရင်းဇလန်ကိုအထင်သေးသလိုပြောဆိုခဲ့တာကြောင့်ပရိသတ်တွေရဲ့ညှို့ညင်မှုကိုခံခဲ့ရပါတယ်။သူဟာကိုအတ္တာကြီးသူလိုတောင်လူသိရှင်ကြားပြောဆိုခဲ့ဘူးသလိုလက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုထောက်ခံသူတွေပေါ်လည်းမတင်တော်တဲ့စကားလုံးတွေသုံးနှုန်းခဲ့ပါတယ်။အဲဒီလိုအပြုအမူတွေကြောင့်ဒေါ်လာ280တန်းအကုန်ရခံထားတဲ့ရုပ်ရှင်ဟာဒေါ်လာ200တန်းလောက်သာပြန်ရပြီးအရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။မင်းသားဂျိုနာဟီလ်ဟာစိတ်ကြမ်းမာရေးအတွက်တိုက်ပွဲဝင်နေသူတဦးအဖြစ်သူ့ရဲ့ပုံရိပ်ကိုနှစ်ပေါင်းများစွာတည်ဆောက်ခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့ရီးစားဟောင်းဖြစ်သူဆာရာဘရီဒီကသူတို့ကြားကစာတိုးတွေကိုချပြလိုက်တဲ့အခါမှာတော့အရာအလုံးကပြောင်းလဲသွားပါတယ်။သူဟာစိတ်ပညာဆိုင်ရာစကားလုံးတွေကိုအသုံးချပြီးသူ့ရဲ့ပါတနာကိုချုပ်ကင်ဖို့ကြိုးစားခဲ့တာဖြစ်လို့ဒါဟာစိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတစ်ခုလိုတောင်လူတွေကသတ်မှတ်လာကြပါတယ်ဂျန်နီဖာလိုဘတ်ဆိုညလဲသူ့ရဲ့ဝန်တန်းတွေကိုသူ့မျက်လုံးကိုတဲ့မကြည့်ဖို့တားမြစ်ထားတဲ့အထိအတ္တကြီးသူအထိနာမည်ကျော်ပါတယ်အဲလန်တို့ဂျိမ်းစ်ဂေါ်ဒန်တို့နဲ့ဂျီမီဖဲလန်တို့လိုအမြဲတမ်းရေပြနေတဲ့ TV အစီအစဉ်တင်ဆက်သူတွေဟာလည်းကင်မရာနောက်ကွယ်မှာတော့ဝန်တန်းတွေပေါ်အစိတ်အတောက်ဖက်စေတဲ့အပြုအမူတွေရှိနေခဲ့တာပါသူတို့ရဲ့လုပ်ငန်းခွင်တွေဟာပရိသတ်တွေမြင်နေရတယ်လို့မျိုးဖြောစရာမကောင်းခဲ့တာကိုဝန်တန်းတွေကဖွင့်ဟလာကြပါတယ်။ဗြိတိန်နိုင်ငံမှာဆိုရင်လည်း Philip Schofield ဟာနှစ်ပေါင်းများစွာလူတွေရဲ့ယုံကြည်မှုကိုရရှိထားတဲ့တင်ဆက်သူတဦးပါ။ဒါပေမဲ့အသက်မပြည့်သေးတဲ့သူတဦးနဲ့ပတ်သက်ခဲ့တဲ့အရှုပ်တော်ပုံတွေပေါ်ထွက်လာတဲ့အခါမှာတော့သူ့ရဲ့ဘဝဟာတခဏချင်းမှပဲပျက်စီးသွားခဲ့ရပါတယ်။ဒါဟာနာမည်ကျော်တွေအနေနဲ့သူတို့ရဲ့ပုံရိပ်ကိုဘလောက်ပဲကောင်းအောင်တိဆောက်ထားပါစေအမှန်တရားဟာဒီနေ့မှာတော့ပေါ်လာမြဲဆိုတာကိုတက်သေးပြလိုက်တာပဲဖြစ်ပါတယ်။စိတ်ပညာရှင်တွေရဲ့အဆိုအရနာမည်ကျော်ချမှုဟာလူတစ်ယောက်ကိုအတ္တကြီးလာစေသလိုတစ်ဖက်လူကိုလူမမြင်တော့တဲ့အထိပြောင်းလဲပစ်နိုင်တယ်လို့ဆိုပါတယ်။အခုခေတ်မှာတော့လူမှုကွန်ရက်တွေကြောင့်သူတို့ရဲ့ဟန်ဆောင်မှုတွေကိုခွဲခြားသိမြင်ဖို့ပိုပြီးလွယ်ကူလာပါပြီ။ဒါဟာနာမည်ကျော်တွေကြားတဲ့ကကောင်းမွန်တဲ့ပုံရိပ်တွေနောက်ွယ်မှာဘယ်လိုအမှန်တရားတွေရှိနေတတ်တယ်လဲဆိုတာကိုတတိပြုစရာပဲဖြစ်ပါတယ်